ဇနီးဖြစ်သူဟာမျက်လုံးမမြင်ရဘူးလို့ဟန်ဆောင်နေသလားဆိုတာကိုစမ်းသပ်ဖို့အတွက်ခင်မုန်းဖြစ်သူကဒေါက်တာတန်မိုတွေအပြည့်ခံထားတဲ့အိတ်ခမ်းစီကိုသူမအားတမင်တက်ခေါ်သွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့တိတ်တိတ်ပုံဖြစ်သူဖြစ်တဲ့အင်စီမလေးကိုတန်မိုတွေခင်းထားတဲ့ကတင်ပေါ်ကိုဇနီးဖြစ်သူအားတွန်းချဖို့တိတ်တဆိတ်အချက်ပြလိုက်ပါတယ်ဒါပေမဲ့ဇနီးဖြစ်သူရဲ့အမြင်အာရုံတွေပြန်ကောင်းနေပြီဆိုတာကိုသူမသိခဲ့ပါဘူးသူမကသူတို့ရဲ့အစီအစဉ်တစ်ခုလုံးကိုသိနားလည်နေခဲ့ပါတယ်ဒါကြောင့်သူမကညံသုံးပြီးအင်စီမလေးကိုတန်မှပိုတွေအပြည့်ရှိတဲ့ကတင်ပေါ်ကိုပြုတ်ကျသွားအောင်လုပ်ကပညာပေးလိုက်ပါတယ်ဒါကိုမြင်တော့အမျိုးသားဖြစ်သူကဇနီးဖြစ်သူအမှန်တရားကိုမရိပ်မိစေဖို့အတွက်သူ့ချစ်သူကိုအမြန်ပြေးပြီးချုံမော့ခဲ့ရပါတယ်။အရာအလုံးပုံမှန်ပဲလို့ထင်ရအောင်ခင်မုန်းကဇနီးဖြစ်သူကိုအနားယူခိုင်းပြီးအိမ်စီမော့ကိုစေးရုံစီတိတ်တဆိတ်ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူဟာအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူရပွန်ဖြစ်တဲ့အတွက်အရာအလုံးကိုကြိုသိနေပြီဆိုတာကိုတော့သူမသိခဲ့ပါဘူး။တကယ်တော့သူမရဲ့အရင်ဘဝမှာနေမကောင်းဖြစ်နေတဲ့ကလေးကိုစေးရုံပို့ဖို့စူးစမ်းရင်းမျက်စိမမြင်ရတဲ့အတွက်လေကားပေါ်ကနေပြုတ်ကျခဲ့တာပါ။သူမမျက်စိမမြင်ရတာကိုအခွင့်ကောင်းယူပြီးခင်မုန်းဖြစ်သူကကလေးကိုလူယူသွားခဲ့ကအိမ်စီမနဲ့လက်ထပ်နိုင်ဖို့သူမကိုတေးအောင်ပစ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဖျားသခင်ကဒါကိုလုံးဝခွင့်မလွှတ်ခဲ့တဲ့အတွက်သူမကိုဒုတိယအကြိမ်ပြန်လည်အသက်ရှင်ခွင့် second life ပေးခဲ့ပါတယ်။ဇနီးဖြစ်သူကသူတို့လုပ်ခဲ့တဲ့အမှားတွေအတွက်ပြန်ပေးဆက်ရအောင်လုပ်မယ်လို့ကြိမ်ဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်စီမကသူမကိုရှင်းလင်းပြဖို့အစိတ်ခတ်ထားတဲ့စွပ်ပြုတ်ကိုယူလာခဲ့ပါတယ်။ဒါပေမဲ့စွပ်ပြုတ်မှာအစိတ်ပါနေတယ်ဆိုတာကိုသူမကရိပ်မိနေပြီဖြစ်လို့အိမ်စီမရဲ့လက်ထဲကစွပ်ပြုတ်ပကံကိုရိုက်ချလိုက်တယ်ဆိုတာကိုတော့အိမ်စီမကမသိခဲ့ပါဘူး။